အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာကြောင်းရတော့ delete နဲ့ shift delete ရဲ့လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ညာတော့ဖြစ်တော့ file တွေ folder တွေဖြတ်တော့မယ်ဆိုလို့ရှိရင် delete နဲ့ဖြတ်တယ်ပေါ့နော်။ shift delete နဲ့ဖြတ်တာနည်းပါတယ်။ delete နဲ့ဖြတ်တော့မယ်ဆိုလို့ရှိရင်တော့ပါတယ် recycle bin ထဲမှာရောက်သွားမှာပေါ့။ shift delete နဲ့ဆိုရင်မရောက်ဘူး။လက်တွေ့လုပ်ဆောင်ကြည့်မယ်ပေါ့။ဥပမာဒီ A ဆိုတဲ့ folder လေးတစ်ခုကို delete နဲ့ဖြတ်မယ်။ keyboard ပေါ်က delete ကိုdelete နှိပ်လိုက်ရတယ် right click နှိပ်ပြီးတော့ delete ကိုနှိပ်လိုက်ရတယ်နော် keyboard ပေါ် delete နှိပ်လိုက်ရတယ် delete နှိပ်လိုက်တယ်ဒါဆိုလို့ရှိရင် A ဆိုတဲ့ folder လေးက recycle bin ထဲကိုရောက်သွားတယ်ဒါရေး A လေးရောက်သွားပြီပေါ့နော်အဲ့ဒီ A လေးကိုပြန်ပြီးတော့ delete နဲ့ဖြတ်လိုက်တာဖြစ်တဲ့အတွက် recycle bin ထဲကိုရောက်တာဖြစ်တဲ့အတွက် restore ပြန်ယူလို့ရတယ်ကိုဖြတ်လိုက်တဲ့ video တွေပဲဖြစ်ဖြစ်ဓာတ်ပုံတွေပဲဖြစ်ဖြစ်နော် folder တွေပဲဖြစ်ဖြစ်ဖြတ်မိပါတယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေကိုပြန်ပြီးတော့ restore ပြန်ယူလို့ရတယ် check လုပ်လိုက်မယ် restore item နှိပ်လိုက်ရတယ်နော် restore the slash item နှိပ်လိုက်ရတယ်ပေါ့နော် restore item တွေကိုတစ်ချက်နှိပ်ပြီးမယ်ပြီးရင်ငါတို့ပြန်မယ် yes ကိုနှိပ်ပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင် A ဆိုတဲ့ folder လေးက desktop ပေါ်ကိုပြန်ရောက်သွားတယ်ဒါ delete ရဲ့သဘောတရားပေါ့နော်shift delete ကြရင်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်တစ်ချက်ကလေးမှာ keyboard မှာ shift key ဆိုတာဟာလေး feed ထားမယ် delete ကိုသွားနှိပ်လိုက်မယ်ပြီးရင် yes နဲ့ enter နဲ့အတူတူပါပဲ yes ကိုနှိပ်နေရတယ် enter ကိုနှိပ်နေရတယ် yes ကို check လိုက်ဒါဆိုလို့ရှိရင် recycle bin ထဲမှာ folder လေးကမရှိတော့ဘူး delete နဲ့ဆိုလို့ရှိရင် recycle bin ထဲကိုရောက်တယ် shift delete နဲ့ဆိုရင်လုံးလုံးပြန်ပြီးတော့မရဘူးပေါ့နော်ပြန်ယူလို့မရဘူးပေါ့ဟို view ဆိုတဲ့ folder လေးကိုနောက်တစ်ခါ delete နဲ့ဖြတ်လိုက်မယ် recycle bin ထဲကိုပြန်ရောက်သွားတယ်အဲ့ဒါကိုပြန်ပြီးတော့ဒါ restore item လည်းရတယ် right click နဲ့ပြီးတော့ restore လည်းရတယ်အဲ့လိုလည်းမဆိုလို့ရှိရင် desktop ပေါ်မှာ folder လေးပြန်ရတယ် shift delete နဲ့ဆိုရင် folder ပြန်ပြီးတော့မရပါဘူးလုံးလုံးပြတ်သွားပါတယ် shift key feeder delete ကိုနှိပ်မယ်ဆိုရင် yes ကိုနှိပ်လိုက်ရင်နော်အဲဒီ folder လေးကလုံးလုံးပြတ်သွားတယ် delete ဆိုရင် recycle bin ထဲကိုရောက်ပါတယ် shift delete ဆိုရင် folder တွေလုံးလုံး folder တွေ file တွေလုံးလုံးပြတ်တယ်ကိုမလို့ကျွန်တော်ကိုသုံးမလို့တော့ဆိုရင်တခါတည်းပဲဖြတ်ချင်တယ်ဆိုလို့ရှိရင် shift delete နဲ့ဖြတ်တာအကောင်းဆုံးပါညာတော့ပြင်တော့ delete နဲ့ဖြတ်တယ်ဒါအခုပြောရတဲ့အကြောင်းအရာတွေကတော့ delete နဲ့ shift delete ရဲ့လုပ်ဆောင်ချက်လေးတွေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်